ဒါစကိုင်မယ်ဒါစကိုင်သွားရင်လက်တစ်ဖက်ထဲနဲ့ပဲဖွင့်မယ်ပြီးလို့ရှိရင်ဘယ်ဘက်လက်ကိုပြောင်းလိုက်မယ်ပြောင်းသွားလို့ရှိရင်ဒါဖွင့်လိုက်မယ်ဖွင့်သွားလို့ရှိရင်လက်တန်းလေးနဲ့ကလော်ပြီးတော့ဒါကိုဖွင့်လိုက်မယ်ပြီးရင်ပရိဒါဘူးကိုကိုင်မယ်လက်မလေးနဲ့ထိုးမယ်တစ်ချက်တူဖွင့်လိုက်မယ်ဖွင့်သွားရင်တစ်ခုထုတ်လိုက်မယ်ထုတ်သွားနဲ့ဒါကိုရှိုးမယ်နှစ်ချက်អော်ရမယ်နှစ်ချက်អော်လို့ရှိရင်အလေးကနေဖဲဖဲလိုက်မယ်ပြီးရင်ဒီဓာတ်မသုံးမဲ့ဓာတ်တစ်ခုကိုအထဲပြန်ထည့်လိုက်မယ်ဒီကောင်ကိုလက်ဖက်နှောက်လေးနဲ့အသားလေးတုံးပြီးတော့ဖွင့်လိုက်မယ်ဖွင့်ပြီးသွားရင်ဓာတ်ကိုပလက်လှန်မယ်လှန်ပြီးသွားရင်ဒီမှာပြန်လာထည့်မယ်ထည့်တဲ့နေရာမှာပထမဆုံးစထည့်မယ်ထည့်ပြီးသွားရင်လက်မလေးလာဖိမယ်ဖိသွားရင်ဒီအလေးကနေလာပြီးတော့ပြန်ချိန်မယ်ချိန်သွားလို့ရှိရင်လက်ညိုးကိုဒီအောက်မှာထားမယ်လက်မကိုဒီနောက်မှာထားပြီးတော့ဒီဘက်ကအဖုံးလေးကိုမပြီးတော့တတလေးလာဖုံးမယ်အောက်ကဓာတ်ကိုမရွေ့သေးနဲ့မပြီးဖုံးသွားတယ်ဒီကောင်လေးလက်မအပေါ်တွန်းတင်ထားမယ်လက်ညိုးကဖိထားမယ်ပြီးရင်ဒီအဖုံးလေးကိုလာပြီးတော့တွန်းတင်လိုက်မယ်ဒါဆိုရင်ဓာတ်လေးညီညာလေးနဲ့ဓာတ်ထည့်လို့ပြီးပါပြီ